ကောင်းနေရောပြီးတော့ဒီသတင်းတွေတော်များချိတ်ဆက်ပြီးတော့လုပ်ခဲ့တယ်ပေါ့အဲလုပ်နေတဲ့အချိန်မှာတေချာပေါက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကိုဒီဘဲရင်နယ်ဘက်ကိုလေချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နှိမ်နင်းခြင်းရှင်းလင်းခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တေချာသိခဲ့တယ်အဲ့တော့ဘာဖြစ်တာလဲဘာကြောင့်ဒီကလေးတွေတေးကြတာလဲပေါ့နော်ကျွန်တော်တို့အမှစဉ်းစားကြရတယ်အများကြီးရှိတာတဲ့အခါမှာဟိုတေချာဒီဘဲရင်နယ်ဘက်ကလူတွေကိုမင်းမြတ်စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကျောင်းပေါ့နော်အိုးထင်းခွင်းရွာစာတင်ကျောင်းကိုသူကကလေးတွေကိုကျောင်းသားကျောင်းသူတွေကိုသူကဖြူစိမ်းဝတ်စုံနေနဲ့ခေါ်ထားတယ်။ဘာလို့ခေါ်ထားရလဲဆိုရင်စန္ဒပြခိုင်းမလို့စန္ဒပြဓာတ်ပုံရိုက်ပြီးတော့လို့ရှိရင်သူကခေတ်သစ်မီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူတို့ကပတ်စံတောင်းမယ်။ခေတ်သစ်မီဒီယာကလည်းသူတို့ပတ်စံပေးပြီးတော့အဲ့ပုံတွေရိုက်ခိုင်းမယ်။အဲ့တော့အဲ့လိုမျိုးရိုက်ခိုင်းတာသူတို့ကအပေးယူတွေသူတို့ကသူငကိုကလေးမှာရှိပြီးသား။အဲ့ဒီအခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်အိုးထင်းခွင်းရွာစာတင်ကျောင်းဘက်ကိုခေါ်လိုက်တယ်ဆန္ဒပြခိုင်းမလို့ဓာတ်ပုံတွေရိုက်ခိုင်းမလို့ခေါ်လိုက်တော့ကလေးဆိုတာတွေကတည့်ရတိုင်းပဲလေလူငယ်တွေဆိုတာကတော့စူးစမ်းနဲ့စိတ်တွေရှိကြတယ်အဲ့တော့စူးစမ်းတော့ဘာလုပ်လဲဆိုတော့ဒီမှာအဲ့ဒီအိုးထင်းခွင်းရွာမှာအရင်တော့ကသူတို့ကိုယ်တိုင်ပဲဒီအိုးထင်းခွင်းရွာစာတင်ကျောင်းထဲမှာသူတို့ကိုယ်တိုင်ပဲ TikTok ကနေပြီးဗီဒီယိုဖိုင်တွေတင်ထားတယ်အဲ့ဒီမှာဟိုဘုံသီးတွေเนาะပြီးရင်ဟိုဒီ drone မှာတက်တဲ့ပြီးတော့တင်ထားပူခဲ့တဲ့ file တွေရှိတယ်အဲ့ file တွေလည်းကျွန်မဒေသခံတွေလည်းလာပြတယ်အဲ့ဒီအိုးထင်းခွင့်ရစာတင်ကျောင်းအားတဲ့ပြီးတော့ခွင့်တော့ကြာပြီအကြောင်းခွင့်တော့ကြာပြီအဲ့ဒီကျောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်နေရှိရဲ drone ဒါတွေကိုပြုတ်လုပ်နေရနေ့စဉ်နဲ့အများပြုတ်လုပ်နေကျွန်မဗီဒီယိုဖိုင်လေးတစ်ခုကိုအရင်ပြလိုက်မယ်ပို့ပြီးရှင်းသွားအောင်လို့ဗီဒီယိုကနည်းနည်းတူတယ်မှန်ပါဒါသူတို့ကိုယ်တိုင်အဲ့ဒီစာတင်ကျောင်းထဲမှာdrone တွေဘုံသီးတွေပြုတ်လုပ်နေတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။နော်အမစာတင်ကျောင်းတွေမှာသူတို့ကိုယ်တိုင်ပဲလုပ်နေ။တေချာတော့ဒီဖောက်ခွဲပစ္စည်းတွေဆိုတာရန်နေနော်အဲ့ဒါတွေနဲ့ပြုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လုပ်တဲ့အခါမှာကျောင်းသားကျောင်းသူတွေကလေးငယ်တွေလာကြတယ်။ကလေးငယ်တွေလာတဲ့အခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲ။အဲ့တော့စူးစမ်းရင်းနဲ့ဒီရန်နေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်။တေချာတော့ဟိုတရေနှစ်ခုဖြစ်သွားတာပေါ့နော်ဒီနာမခအတိုင်းထဲမှာဒီဘဲရင်အိုးထင်းခွင်းနဲ့ပတ်သက်ပြီးတော့ဒီချောင်းတိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်တေချာတယ်ကျမတို့ညနာတွေနဲ့တောင်ကျမတို့ဒါချပြပြီးတော့ပြောနေတာဆိုတော့မဟုတ်တဲ့သတင်းတွေကျမတို့မပြောဘူးအဲ့သတင်းတစ်ခုကလည်းတေချာတယ်နောက်တစ်ခုကသူတို့တင်ထားတဲ့ဗီဒီယိုဖိုင်ကဒီပောက်တဲ့ပစ္စည်းတွေဒီကျောင်းမှာရှိတယ်ဆိုတာကိုသူတို့ဒီအချက်နှစ်ချက်အရာတေချာတာကတော့ဒီကလေးတွေတေးရပဲဟိုတေးသွားတယ်လို့တော့ပြောကြတာပေါ့နော်ဒါသူတို့တင်တဲ့သတင်းတွေကတော့ကလေးတွေတေးရလို့ပဲပြောတယ်တေးကြတယ်အဲ့တေးဆုံးမှုကကျွန်တော်တို့ဒီတက်မတော်နဲ့ဘာမှတက်မတော်ကလှုပ်လို့ဒီကလေးရတာတေးဆုံးတာလုံးဝမဟုတ်ဘူးဆိုတာကိုဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်1000ကျော်လောက်ရှိတယ်အဲ့ဒီပြီးတော့ပြောကြခြင်းနေဆိုတော့သတင်းလူသတင်းမှားတွေကတော့အများတန်းလို့အဲ့ဒီမီဒီယာတွေကတော့တောက်လျှောက်တော့တင်နေရတော့ရှိတာပေါ့တို့ပေမဲ့လည်းပြည်သူလူထုအနေနဲ့တေချာချင်းငင်ပြီးယုံကြည်စေချင်ပါတယ်ပြီးတော့မယုံဘူးဆိုရင်စိမ့်တွေဝတ်ထားတယ်ဆိုတာကယုတ်တိရှိလားနောက်တစ်ခုကဟုတ်ပြီးအဖြူစိမ့်တွေဝတ်ပြီးတော့ဟိုတို့စာတင်ကြတယ်ပဲထားအောင်အဲ့ဒီဘဲရင်းမျိုးတွေမှာကျွန်တော်တို့အစိုးရရဲ့ပညာရေးရန်နေရမရှိတော့ဘူးအဲ့ဒီမှာစာတင်ကျောင်းနေပညာရေးကဏ္ဍတွေကရက်တန်တွေကကြာပြီဒီဘဲရင်းဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါအကျန်းဖက် PDF တွေစိုးမိုးနေတဲ့နေမီလို့တောင်ပြောလို့ရတယ်အဲ့လိုနေမီမျိုးမှာဟိုကျမတို့အစိုးရဝန်ထမ်းတွေဆရာမတွေစာလာရောက်ပြီးတော့တင်ကြားနိုင်ခြင်းမရှိကျောင်းသားကျောင်းသူတွေလည်းစာတင်ကြားနိုင်ခြင်းမရှိဘူးတေချာတာဒီသူတို့အန်ယူဂျီကနေပြီးတော့ခေါ်ရဲဖွင့်လိုက်တဲ့အကြောင်းနေတာရှိခြင်းရှိမယ်ဆိုတော့အဲ့ဒီခက်တွေတည်ဆုံးမှုကတက်မတော်နဲ့ဘာမှလည်းမဆိုင်ဘူးဒါတက်မဲ့တက်မတော်ပေါ်မှာဟိုပုံရိပ်ဖြတ်ခြင်းလို့ထုံးစံတိုင်းပေါ့သူတို့လုပ်နေကြတဲ့အတိုင်းပေါ့တက်မတော်ပေါ်မှာပြည်သူလူထုအမြင်မကြည်အောင်ဟလာပြည်သူတွေတက်မတော်ပေါ်မှာအမုန်းတရားတွေပွားများအောင်ဒီလိုပဲလှုပ်ကြံပြီးတော့တိုက်ခိုက်တဲ့ရေးသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီကနေ့သိစေချင်ပါတယ်ဆိုတော့ဒီကနေ့အောင်မြင်မှုတွေကတော့တော်တော်များရတယ်ဆန္ဒပြဖို့ဆိုပြီးတော့သူကခေါ်လိုက်တယ်ကလေးခေါ်ပြီးသွားတဲ့အချိန်မှာအဲ့မှာဒီဘဲစာတင်ကျောင်းထဲမှာသူတို့အရင်ကတည်းကမှ drone တွေဘုံသီးတွေလုံနေတာရှိတယ်အဲ့ဒီပစ္စည်းတွေကကလေးတွေရဲ့အစူးစမ်းမှုကြောင့်ထင်ပါတယ်ထပြီးပေါက်ကွဲတယ်ထောက်ကွဲပေါက်ကွဲတော့သူတို့ကသူတို့ဖြစ်ပြီးတော့တေးတာအဲ့ဒါကိုတပ်မတော်ကနေပြီးတော့လေနဲ့ဘုံကျဲပါတယ်ဆိုပြီးတော့ကတော့ပါပြောတာမကောင်းရှိဘူးကောင်းမပြောပါနဲ့ဟိုအဆန်ပြီးတော့ရှောက်ပြီးဝါရဖြန့်ပြီးတင်တာပြောရရင်တော့တက်မတော်ပေါ်မှာလူမုံပြီးလူထင်လွဲအောင်လို့ပြည်သူလူထုထင်လွဲအောင်လုပ်တာအဲ့ဒါသူတို့ကြာရှုံးနေရတယ်အဲ့မင်းတို့အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့ကမေလ12ရက်နေ့ပါအဲ့တော့ကျွန်တော်ဒီနေ့
ဟိုတရင်တစ်ပုတ်ကိုကျွန်တော်တို့စိုးစိုးကတွေးလိုက်ရတာပေါ့အဲ့တော့ကျွန်တော်တို့ဒီပဲရင်းမြို့နယ်ဒီပဲမြို့နယ်အိုးထိန်ကွင်းရွာမှာဖြစ်သွားတဲ့အခြေအနေအဲ့တော့ဒီရွာရဲ့ဒီနေရာကဒီဘူးတလင်မြို့နယ်စိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီပဲရင်းကြားမှာတည်ရှိတယ်ဒီဘျူဟာလမ်းမကြီးရဲ့ဘေးနဲ့တော်တော်လှမ်းတယ်ပေါ့ဗျာတော်တော်လှမ်းတယ်ဒီပဲရင်းနဲ့လည်းတော်တော်လှမ်းပါတယ်အဓိကတော့ကျွန်တော်ဒီဘူးတလင်မြို့နယ်ဒီစိုင်ပြင်းကြီးရွာနဲ့စိုင်ပြင်းရွာကြီးပေါ့ဗျာအမှရွာကြီးပါတွားဦးလို့သိပါတယ်အဲ့ဒီစိုင်ပြင်းကြီးနဲ့ကျွန်တော်တို့ဒီပဲရင်းရဲ့ဂျားပေါ့ဂျားတော့မှကျွန်တော်အတွင်းတော့တော်ရောက်ပါတယ်လမ်းမရဲ့အောက်ထက်ကိုတော်တော်ရောက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစာတင်ကျောင်းကိုတက်ကဘုံကျဲလို့ကလေးငယ်တွေများစွာသေးတယ်ဆိုပြီးတော့အကြမ်းဖက်မီဒီယာစစ်သွေးကြမီဒီယာတွေပါတော့တော်တော်လေးရေးသားတွေ့ရပါတယ်ကျွန်တော်တို့နောက်ဆုံးအဲ့ဒီကျေးရွာမှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နာမည်တော့ထည့်မပြောတော့ပါဘူးကျွန်တော်ပြောရင်သူရဲ့အသက်အန္တရာယ်ဆက်ဆက်တဲ့အခြေအနေရှိနိုင်တဲ့အတွက်ကြောင့်အဲ့ဒီရွာမှာကအကြမ်းဖက်သမားတွေကဒီစာတင်ကျောင်းရှိတယ်စာတင်ကျောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်နက်ခဲယမ်းတွေထည့်ထားတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ထားတယ်လက်လုံမိုင်းတွေထည့်ထားတယ်တစ်ဖက်မှာကဒီလက်လုံမိုင်းထည့်တစ်ဖက်မှာကကျွန်တော်တို့ဒီသူတို့စာတင်ကျောင်းတွေဖွင့်တာပဲသူတို့သဘောပေါ့အဲ့တော့တစ်ဖက်ကဒီခဲယမ်းတိုက်ကပေါက်သွားတာခဲယမ်းတိုက်ပေါက်သွားတယ်ပြီးရင်တစ်ဖက်မှာကျခဲယမ်းတိုက်ပေါက်သွားတယ်အဲ့ဒီခဲယမ်းတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့သေဆုံးတာဖြစ်သွားတာလက်ရှိကျွန်တော်ဒီနာဆာကအစိုးရနဲ့ဒီနိုင်ငံတကာအဖွဲ့တွေကဒီတန်တမန်ရေးကအရန်ကြီးကျွန်တော်နီးနီးကက်ကက်တွေရှိလာတယ်နီးကက်ကတွေရှိလာတဲ့အခါမှာဒီအကြမ်းဖက်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါသူတို့အကြံစီကောင်းတဲ့ဒီစာတင်ကျောင်းတွေကိုမိုင်းတွေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မှာမိုင်းခွဲတာလည်းဖြစ်နိုင်တယ်တက်မလို့ကတော့ဒီကနေ့ဒီဘိန်းကိုဘုံကျဲတာလုံးဝမရှိဘူးတက်မလို့လုံးဝဘုံကျဲတာလုံးဝမရှိဘူးအဲ့တော့အကြမ်းဖက်သမားတို့တိတ်ကိုယုံပါတယ်တနေ့ကထိုးကျွလိုက်တော့ဗျာထိုးကျွလိုက်တာပေါ့ဒီနာဆာကနဲ့ဒီနိုင်ငံတကာတန်တမန်ရေးကအရန်ဒီထိစပ်မှုတွေရှိတယ်အတွေ့အကြုံမှုတွေရှိတဲ့ခါကျတော့ဒါကိုသူတို့ကဒီမှာဒီနာဆာကဒီလိုမျိုးအကြမ်းဖက်ပါတယ်ဆိုတာသူကသိအောင်ခလေးတွေထိုးကျွလိုက်တာရည်ရွယ်ချက်ရှိရှိကိုလုပ်လိုက်တာစာတင်ကျောင်းထဲမှာသူတို့မိုင်းတွေရှိတယ်သူတို့မိုင်းတွေရှိရအောင်သူတို့ကတစ်ဖက်မှာကျွန်တော်တို့ပောက်ကွဲတယ်ပေါ့ဗျာမိုင်းကပောက်ကွဲတော့သူတို့ကိုယ်တိုင်ဖောက်ခွဲတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒါဒီဂျာတိဟုအပူချိန်ရောက်ပါပဲအားလုံးသိပါတယ်ခဲယမ်းထားရင်သူကတတ်မှတ်တဲ့အပူချိန်နဲ့တတ်မှတ်တဲ့အနေထားမှာပဲထားတာသူတို့ကဒီခဲယမ်းတွေကိုကျွန်တော်ဖြစ်သလိုပဲသူ့ရဲ့ခဲယမ်းတွေကကျွန်တော်သူ့ရဲ့အနီးအောက်မှာထားလို့မရအောင်ကျောင်းနဲ့ကျွန်တော်မြေပြင်တွေကကင်းလို့မရဘလောက်မှမရှိဘူးဒီစကိုင်းတိုင်းဒေသကြီးအပူချိန်အားလုံးသိတဲ့အတိုင်းအရန်ကိုပူတယ်ကျွန်တော်တို့နေဘက်မှာဆိုအပူချိန်ကကျွန်တော်40ကျော်တယ်40ဒီဆက်ကျော်တယ်ကျော်တဲ့အခါကျတော့ဒီသူ့ရဲ့အပူချိန်နဲ့သူတို့ထားရဲ့ခဲယမ်းရဲ့ထားတဲ့ပုံထားတဲ့နေရာနဲ့ကတ်သွားတဲ့အခါကျတော့ကျွန်တော်တို့ဒီပေါက်ကွဲသွားတာပေါ့ပေါက်ကွဲပြီးတော့ဖြစ်သွားတာအဲ့မှာကျွန်တော်ဒီကျောင်းရဲ့အစာကိုကြည့်လိုက်ပါအပေါ်ကနေပြီးတော့အောက်ကိုကျလာတဲ့အစတွေမဟုတ်ဘူးဒီအောက်ကနေပြီးတော့ထားတဲ့နေရာအပေါ်ပြတ်တက်သွားတယ်ဒီပေါက်ကွဲသွားတဲ့အခြေအနေအဲ့လိုအခြေအနေဖြစ်တယ်ဗျအဓိကတော့ကျွန်တော်တို့ဒီအကြမ်းဖက်သမားတိတ်ကိုရုံမာလုံးအားကြီးတယ်တနည်းအားဖြင့်အန်ယူဂျီအရန်ရုံမာလုံးအားကြီးတယ်ကိုယ့်ရဲ့နိုင်ငံရေးအာဏာအတွက်ကျွန်တော်ကလေးငယ်တွေကိုကျွန်တော်ချမကြွေးသင့်ဘူးဗျာကလေးငယ်တွေခင်ဗျားတို့ကဖုန်းပြီးလို့လည်းခင်ဗျားတို့ချနေတယ်ဆရာမတွေလည်းချနေတယ်ခင်ဗျားတို့လူတိုင်းကိုချနေတယ်နောက်ဆုံးခင်ဗျားကလေးတွေငယ်တွေကိုဝင်တယ်တွေကချနေတာခင်ဗျားတို့ကြည့်လိုက်ပါကလေးတွေအဲ့ဒါမမေလာမှာကြောင်းတက်မယ်တို့စစ်ကောင်စီအောင်မှာကြောင်းမတက်ဘူးခင်ဗျားတို့ဆိုင်းဖို့ထောင်ခဲ့ကြတာပဲဒီကနေ့ဒီလုံနေတော့ခင်ဗျားတို့ဒီကနေ့လုံလို့နိုင်ကလေးငယ်တွေကိုနိုင်ငံထဲမှာအသုံးချတာခင်ဗျားတို့ပဲရှိတယ်နာဆာကဒီမှာတနည်းအားဖြင့်ကျွန်တော်ဒီတက်မတော်ရဲ့အရေးအာဝါဒအောက်မှာရှိနေတဲ့ပြည်သူတွေကလေးငယ်တွေဆိုင်းဖို့ကင်ပြီးတော့ဘယ်သူမှမထွက်ဘူးဒီအရာတွေဘယ်မှာဖြစ်လဲဆိုရင်ဒီစစ်သွေးကြွအုပ်စုတွေသူတို့လှုပ်ရှားခွင့်ရနေတဲ့နေရာမှာဒီလိုဖြစ်နေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဘိန်းအခြေအနေပတ်သက်ရင်ကျွန်တော်တို့တည်ဆိုးသွားတဲ့ကလေးငယ်တွေအတွက်ကျွန်တော်များစွာစိတ်မကောင်းဖြစ်ရပါတယ်နောက်တော့စိတ်မကောင်းဖြစ်ရပါတယ်ဒီကလေးငယ်တွေကကျွန်တော်တို့ရဲ့တိုင်းပြည်အနာဂတ်တွေဖြစ်တယ်ကျွန်တော်တို့သားသမီးအရွယ်ပါကျွန်တော်တို့ဒီပုံတွေကြည့်ပြီးတော့ကျွန်တော်တို့အရန်ကိုစိတ်ထိခိုက်ရပါတယ်စိတ်ထိခိုက်ရပါကျွန်တော်ဒါလေးတွေကျွန်တော်သားလေးတွေကျွန်တော်သားသမီးတွေလို့ကျွန်တော်ခံစားရပါတယ်တကယ်ဖြစ်စဉ်ကတော့အကြမ်းဖက်သမားတွေကသူတို့ရဲ့နိုင်ငံရေးအာဏာအတွက်ကလေးတွေကိုထိုးကျွလိုက်တာဗျာထိုးကျွလိုက်တာအဲ့တော့အရင်ရက်တွေကဒီလက်ရှိဖြစ်သွားတဲ့ဒီရွာမှာကျွန်တော်တို့ကြောင်းဖွင့်တာမရှိဘူးကြောင်းဖွင့်တာမရှိတော့လည်းပဲဒီအကြမ်းဖက်သမားတွေကဒီလူဟာကိုချိန်ကိုက်လှုပ်ချင်တဲ့အတွက်သူကထိုးကျွလိုက်တာငါတို့မတက်မနေရမျိုးကြောင်းလာမယ်တစ်ဖက်မှာသူတို့ခဲရနေပုံထားတယ်အဲ့တော့ခဲရနေပုံပြီးတော့သူတို့ဒါရွေချက်ရှိဖောက်ခွဲတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ကလေးတွေလာတဲ့အချိန်မှာကျွန်တော်အပူချိန်ကြောင့်ပေါက်ခွဲတာလည်းဖြစ်နိုင်ပါတယ်တက်မတော်ကတော့ဘုံကျဲတာလုံးဝမဟုတ်ပါဘူးတက်မတော်ဘုံကျဲမှုလုံးဝမရှိပါဘူးကျွန်တော်အာမခံပါတယ်ဒါကျွန်တော်မှလည်းကျွန်တော်ယုံကြည်နေကျွန်တော်လောက်တာပါကျွန်တော်တို့အကြမ်းဖက်သမားတွေမုန်းတယ်ဆိုအဲ့ဒါကြောင့်မုန်းတာလူငယ်လူရွယ်တို့ထိုးကျွေးတယ်ကိုယ်ငယ်မိန်းမတွေထိုးကျွေးတယ်နောက်ဆုံးကျွန်တော်တို့ဒီမှာကလေးငယ်တွေပဲထိုးကျွေးလိုက်တာအဖြူစိမ်းလေးကိုထိုးကျွေးလိုက်တာနိုင်ငံတကာကိုချပြတင်တာအဓိကတော့နာဆာကနဲ့နိုင်ငံတကာဖွဲ့တွေတန်တမန်နီးစပ်မှုတွေရင်းနှီးမှုတွေတို့မကြိုက်ဘူးဘာကြောင့်လဲဆိုတော့နာဆာကဥက္ကဋ္ဌကပြီးခဲ့တဲ့ရက်ကကျွန်တော်ရုရှားနဲ့ပြန်လာတယ်အဲ့ရုရှားနိုင်ငံမှာကျွန်တော်တို့ဒီတရုတ်သမ္မတပူတင်နဲ့တွေ့တယ်တွေ့ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေတွေငြိမ်းချမ်းရေးအခြေအနေတွေရွေးကောက်ပွဲဆိုင်ရာအခြေအနေတွေဆွေးနွေးခဲ့တယ်အဲ့ဒီဟာကိုပြကျင်တော့မပေါင်းနဲ့ဒီမှာပြည်သူတွေလုံနေဆိုတဲ့ဟာကိုလောက်တာ
တိတ်ရက်ဆက်လို့အားကြီး NUG ကလေးတွေကိုခင်ဗျားထိုးမကြွပါနဲ့ထိုးမကြွကြပါနဲ့ခင်ဗျားကြောင့်ဘောပြတ်သွားတဲ့ပြည်သူတွေအများကြီးပဲကလေးငယ်တွေအများကြီးပဲခင်ဗျားတော့ရုံးမှရက်ဆက်တယ်လို့မရှိဘူးတိတ်ကိုရက်ဆက်လို့အားကြီးတယ်ခင်ဗျားတော့မှတကယ်ခင်ဗျာအကြမ်းဖက်အာဏာရှင်ခင်ဗျားတို့ကြောက်အောင်ကြောက်ဆုံးရလိမ့်မယ်ခင်ဗျားပေးဆက်လိုက်မယ်ခင်ဗျားအဲ့ကိစ္စတွေရက်ဆက်ဆက်ခင်ဗျားပေးဆက်လိုက်မယ်အားလုံးကျေးဇူးတင်ပါဗျာမသေးခဲ့ရင်ပေါ့ယူနီဖောင်းကိုကြော်လေးဝတ်ပြီးကျွန်တော်အိမ်ပြန်လာမယ်အမေရွေးချယ်ခဲ့တဲ့လမ်းမမကြောင်ဒီနိုင်ငံကြီးအေဂျင့်သွားတဲ့အခါကျရင်အားလုံးကိုသက်သေပြမယ်